အလှဆုံးရှုခင်းတွေရဲ့နောက်ွယ်မှာမမေ့သင့်တဲ့သမိုင်းတစ်ခုရှိနေတယ်ဒီနေရာကိုကြည့်လိုက်ရင်ဘာဝအလှတရားနဲ့အေးချမ်းမှုကိုပဲမြင်ရလိမ့်မယ်ယထာဘော်ကနေရေးကြည့်ခဲ့ရတဲ့မြင်ကွင်းတွေကိုအခုတော့အပြင်ဘက်ကနေရင်သက်ရှုမောစွာပြန်ကြည့်နေရပြီဒီတစ်သားတရားဟောင်းကြီးပေါ်မှာကိုယ်တိုင်လမ်းလျှောက်ပြီးဖြည်းဖြည်းချင်းဖြတ်တန်းသွားချိန်ကမ်းပါးနဲ့မြစ်ပြင်ရဲ့အလှတရားဟာတကယ်ကိုမြင်သက်စရာပါပဲဒါပေမဲ့ဒီအလှပတွေဖြစ်တည်လာဖို့အတွက်အတိတ်မှာလူပေါင်းများစွာရဲ့အသက်ချွေးနဲ့နာကျင်မှုတွေကိုရင်းနှီးခဲ့ရတယ်ယထာတစည်းဖြတ်တန်းသွားတိုင်းအတိတ်ရဲ့ဇလန်းတွေကတိတ်တဆိတ်လိုက်ပါတယ်လို့ပဲဒီအလှပတွေကြားမှာမမြင်နိုင်တဲ့နာကျင်မှုတွေတိမ်မှုနေတယ်ဆိုတာဒီတရားဟောင်းကြီးကငြိမ်သက်စွာနဲ့သက်သေပြနေစေပါပဲ